ဒီ gift set ကပတ်ကြည့်မှာ Mythic level ကိုတဆင့်ထက်မြင့်သွားနိုင်တယ်ပတ်ကြည့် mobile ရဲ့ upcoming Mythic collection Lord Father Spider gift set ကိုမေလ29ရက်နေ့မှာ release လုပ်ဖို့ရှိနေပြီးအခုခရဲက player တွေအားလုံးရဲ့ hype တက်နေကြပါတယ်ဒီ set ကိုဘာကြောင့်အလောက်ထိစိတ်ဝင်စားနေကြတာလဲဆိုတော့ခုချင်းစီက DJ အရန်ကြမ်းလို့ပါ Lord Father Spider outfit ဒီ outfit ရဲ့ main thing က Spider Warrior နဲ့ Demon King style လက်ပါတောင်ပိုင်းမှာ Dash နဲ့ Black ကိုအဓိကသုံးထားပြီးတော့ armor ပေါ်မှာ Glory Father effect တွေပါပါတယ် Shoulder armor ကြီးတွေ Hawkish animation နဲ့ helmet design တွေကြည့်ုံနဲ့ final boss fight ကိုအပြည့်ရဗီဒီယိုဝင်လိုက်တာနဲ့တခြား Mythic set တွေထက်ပိုပြီးထူးခြားနေမဲ့ design မျိုး M1 Garage Skin ဒီ event ရဲ့အဓိက highlight ကတော့ M1 Garage Skin မှာ Mega Skin မဟုတ်ပဲ level တင်လို့ရတဲ့ progressive skin ဖြစ်ပါတယ် upgrade လုပ်လိုက်တာ hit effect game message lock crate effect inspect animation final boss upgrade တွေ unlock ဖြစ်လာမယ်လို့ place ထွက်နေပါတယ်။ပြန်ပေါက်ကိုရောက်သွားရင် body တစ်ခုလုံး glory rush effect ပြောင်းသွားပြီးတော့ key effect animation ကလည်း demo order ထွက်လာမယ်လို့လည်းပြောနေကြတယ်။ Safaras glider skin glider ကတော့ three-headed demo draw separating နဲ့လာတာပါ။ sky drive လုပ်တဲ့အချိန်မှာ red fly effect တွေထွက်ပြီးတော့အဝေးကတော့ Mythic fight မြင်ရမယ့် design မျိုးဖြစ်လာမှာ။ empty မလုပ်ခင်ကဒီကောင်က race player ဆိုတာသိတာသွားမယ် type reactive level 3 hammer မစကင်ကလည်းတာမန် repeat မဟုတ်ဘူး glory eye effect spider crown design immediate dasher effect တွေပါမယ်လို့ lead ထွက်ထားပါတယ်အထဲဝင်တဲ့အချိန်မှာ enemy တွေမြင်တာနဲ့ pressure ရသွားမယ် vibe မျိုး exclusive lobby animation ပါလာနိုင်ပါတယ် data summon animation data explosion effect demo order transition ပါလာနိုင်ပြီးရတဲ့အချိန် elimination effect ကလည်း full Mythic quality ဖြစ်မယ်လို့ပြောနေကြပါတယ် Canning Kiss ပါလာမှာလား community lead တွေအရတော့ Lord Father Spider နဲ့အတူ returning Kiss တစုံပါလာနိုင်တယ်လို့ rumor ထွက်နေပါတယ်ဒါပေမဲ့ official confirm တော့မထွက်သေးပါဘူးလက်ရှိပတ်ကြီး community တဲမှာတော့ဒီ Lord Father Spider Kiss ကို2026အကျန်းဆုံး Mythic collection ဖြစ်လာမယ်လို့ hype ထွက်နေကြပါတယ်ငယ်ချင်းတို့ရောဒီ set ကို sprint လားဒါမှမဟုတ် UC same လား comment မှာပြောခဲ့ကြအောင်နော်ဗီဒီယိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်454 upgrade နဲ့ပတ်သက်ပြီးသိချင်တာလေးရှိရင်မှမေးသွားလို့ရပါတယ်ချင်း